ကိုနေ့ကရန်လေးမဲ့ဖောက်လိုက်တာရှုံးသွားတယ်အဲ့ဒါကြောင့်မလို့ဒီနေ့မကြေပွဲနဲ့တဲ့အနေနဲ့နောက်တစ်ထုပ်ထပ်ပေါက်ကြည့်မယ်ဒီနေ့ကရရရန်လေးကိုအရန်မြတ်တယ်ဆိုတဲ့အခါကျတော့ကိုကနှစ်ထုပ်ပေါက်နေနှစ်ထုပ်လုံးရှုံးလာဆိုတော့လေအခုတခါထပ်ပြီးတော့နောက်တစ်ထုပ်လောက်ထပ်ပြီးကန်ဆယ်ကြည့်မယ်ပေါ့နော်ဒီတစ်ထုပ်မှထပ်ပြီးကန်ဆိုးတယ်ရှုံးတယ်ဆိုရင်တော့နောက်တော့ကမပေါက်တော့ပထမဆုံးတစ်ထုပ်မှလည်းဗလာပါရှင်ရန်လေးနဲ့အကျိုးမပေးရလားတော့မသိဘူးဖောက်လိုက်တိုင်းအများတန်းရှုံးနေပေါ့နော်ဒီတခါလဲဗလာပါပဲနှစ်ခုရှိပြီဗလာရှိပြီပေါ့နော်နှစ်ခုကိုဗလာကြပါရှင်သုံးခုမြောက်လည်းဗလာပါရှင်နောက်တစ်ခုလည်းဗလာကြပါတယ်သူကစက်ကူရင်းနဲ့ဆိုတော့လေပတ်တာအဲ့မှာပတ်စံထည့်ထားရင်စက်ကူရင်းနဲ့ရောပါသွားမှာဆိုနောက်တစ်ခုအတန်သေးတော့မပါတော့ဗလာတွေများနေဗလာပါရှင်မဲရတော့အများကြီးပဲဒီမှာကြည့်မဲရအများကြီးပဲသူကအောက်ကမှပြင်းအောင်ပြင်းနေပေါ့နော်ဒါနဲ့အဲ့မှာအခုချိန်ကြီးအတန်ကြီးလည်းမတွေ့ဘူးအတန်သေးလည်းမတွေ့ဘူးဗလာကြီးပဲထည့်ထားပါလားလို့ဖြစ်တာတော့ဒီကပိုဆိုးနေပါလားဟိုတခါတော့မြက်ဟိုတခါတော့မမြက်ဘူးရှုံးနေဆိုပေမဲ့အတန်သေးလေးတွေဟို1000နဲ့ဘယ်လောက်လောက်မြင်ချလိုက်တယ်နော်ဒီတခါတော့မကြည့်ဘူးဟုတ်သေးပါဘူးဒီကဒီထဲမှာအတန်ကြီးတရွက်ထည့်ထားမှမဟုတ်ဗလာတွေကြီးပဲထည့်ထားလာတော့မသိဘူးအဲ့လိုမျိုးဖြစ်နိုင်နေပေါ့နော်ဖြစ်ဖို့လည်းများတယ်ပေါ့ဗလာတွေများနေနော်သိမဟုတ်သေးဘူးသိမဟုတ်သေးဘူးနော်ပြီးရောဟာတော့ဆိုးပဲနော်ဒီတခါတော့နောက်ဆုံးပါပဲရန်လေးကိုစိတ်နာသွားပြီဒီတခါတော့နောက်ဆုံးပါပဲရှင်ကြည့်အောင်ဒီတော့မဲတွေအများကြီးအကုန်လုံးဗလာတွေထည့်ထားကြည့်နှစ်ခုလေးခု6ခု8ခုပဲကျန်มาတော့တယ်ကြည့်အောင်ဟုတ်တော့လဲ90တဲ့တော်တော်ဆူဆူပဲဟေးတော်တော်ဆူဆူပဲတော်ပြီနောက်တစ်ခါဆိုရန်လင်းဆိုရင်တော့ဝေးရရှောင်းတာပဲကောင်းတယ်သူများစကားတွေကတော့ပေါက်တယ်နော်ရန်လင်းတော်တော်ပေါက်တယ်တဲ့တော်တော်မြက်တယ်တော်တော်ဖောက်လို့ကောင်းတယ်ပြောတယ်ဆိုင်ရောက်ကမလေးလည်းညှိုးလိုက်တယ်ရန်လင်းကကောင်းတယ်ဆိုပြီးတော့အခုတော့100နဲ့200နဲ့တော့မတွေ့ရသေးဘူး200တဲ့250တော့ရပါတယ်နောက်တစ်ထုပ်ဖောက်ကြည့်မယ်နောက်တစ်ခုထပ်ဖောက်ကြည့်ပါမယ်100တန်လေးတရွတ်ထွက်လာပါတယ်ရှင်350တော့ရသွားပါပြီသူများတကားတွေအရန်ကိုမှဖောက်လို့ကောင်းတယ်ဆိုတဲ့ရန်လေးကကျမတော့ကတော့unlucky ပါပဲရှင်200တန်လေးတရွတ်ရပါတယ်900တန်လေးရပါတယ်ပြောလိုက်လို့လားမသိဘူးနည်းနည်းလေးတော့lucky ကောင်းလာပြီဒီတစ်ခုရောဗလာပါပဲရှင်ကုန်သွားပါပြီနေရတော့အဲ့တော့စုစုပေါင်းက900 900 900 1050ရပါတယ်ရှင်အဲ့တော့သူက2500ဆိုတော့1050ဆိုတော့ရှုံးနေရှင်ရှုံးနေနောက်တစ်ခါတော့ sorry ပါပဲရှင်